Hello ဟုတ်ကဲ့မိုင်းကျွန်တော်နေကောင်းရလားဟုတ်ကဲ့ကောင်းပါတယ်အမေရိကန်သမ္မတကြီးအိမ်လာလေတဲ့အကြောင်းပြောပါဦးမိုင်းအမဘာတွေနဲ့အခန့်လိုက်လဲဘာမှသူစားတဲ့အမ်ခမောက်စကားပြောလာပါပဲဒီမင်းစားချင်းနေတယ်ဆိုတော့လည်းဘာမှကြွေးဖို့ပါဘူးလည်းမလုပ်တော့ပါဘူးဒီမင်းမစားခင်လေးလာတွေ့ရဆိုတော့လေအဲ့ဒီနေရာအသွင်ကူးပြောင်းရေးကာလမှာအောင်မြင်နေပြီဆိုပြီးတန်လျက်ကိုရေးထင်အမြင်မှားမှုတွေမရှိဖို့နဲ့အောင်မြင်မှုအစစ်အမှန်ကိုရဖို့လိုတယ်လို့မပြောတယ်လို့ကျွန်တော်ကြားပါတယ်ခင်ဗျာရှင်းပြပါလားခင်ဗျာဟိုအဓိကပြောတာပေါ့နော်ဒီအောင်မြင်ရေးဆိုတာဟာမျှော်လင့်ချက်ပေါ်မှာအခြေခံရမယ်ပေါ့မျှော်လင့်ချက်ဆိုတာအလုပ်ပေါ်မှာအခြေခံရမယ်အကြောက်တရားပေါ်မှာအခြေမခံအောင်ပေါ့ဒီပြုပြင်ပြောင်းလဲရေးဆက်ပြီးမလုပ်မှဆိုလို့ဆိုပြီးတော့စိုးရင်စိတ်နဲ့လုပ်မဲ့အစားဒီနိုင်ငံရဲ့တိုးတက်ရေးအတွက်မျှော်ခိုးပြီးတော့အပေါင်းလက္ခဏာဆောင်တဲ့စိတ်ဓာတ်မျိုးနဲ့လှုပ်ထားဖို့လိုလားတယ်လို့ပြောတာပါဟုတ်ကဲ့ခင်ဗျနောက်သမ္မတအိုဘားမားကဒီဘွယ်နဲသမီးခမ်းမမှာပြောတဲ့စကားတွေမှာပေါ့လေမြန်မာပြည်သူတွေရဲ့အနာဂတ်အတွက်ပြည်သူလူထုကရွေးချယ်တဲ့သူတွေကသာလျှင်တိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရှိကြောင်းအာမခံချက်ပေးမယ်အခြေခံဥပဒေတစ်ခုပေါ်ပေါက်ရေးလိုတယ်ဒါကအရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာနိုင်ငံရဲ့လုံခြုံရေးကိုတာဝန်ယူတဲ့တပ်မတော်တစ်ခုဖြစ်ပေါ်ရေးတွေလိုတယ်လို့ထည့်သွင်းပြောကြားသွားလို့ကြားပါခင်ဗျသမ္မတလည်းနိုင်ဝက်လောက်ပြောသွားတာဆိုတော့အဲ့ဒီခန္ဓာကိုအမကိုယ်တိုင်တက်ရောက်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးပိုသိမှာပါအဲ့တော့သမ္မတအိုဘားမားရဲ့ပြောစကားတွေအတွက်အမသတိပြုမိတဲ့အချက်တွေများသိခွင့်ရမလားခင်ဗျာကိုဖောင်ဆိုပြောတဲ့အချက်ဒီပေါ့နော်တကယ်တော့သူ့ရဲ့မိကုံးကိုသေချာအတန်ဖမ်းပြီးတော့ပြန်ပြီးတော့ transcript လုပ်ထားတာရှိမှာပါအဲ့ဒါကိုကြည့်လို့ရှိရင်ပိုပြီးတိတိကျကျသိရပါလိမ့်မယ်ဒါပေမဲ့ဝါတို့အနေနဲ့တော့ဒီကုလကိုဖောင်ဆိုပြောတဲ့ကိစ္စတွေကိုဒါအမြင်ချင်းကတစ်ထပ်ထဲပဲလို့ဒီလိုပဲပြောချင်ပါတယ်ဝါတို့အမြင်မှာတော့ပြုပြင်ပြောင်းလဲရေးလို့ပြောနေပေမဲ့တကယ်ပြုပြင်ပြောင်းလဲရေးကိုလိုလားတယ်တကယ်ကိုဒီမိုကရေစီဘက်ကိုသွားကျင်နေဆိုရင်တော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ပြင်ရမှာပဲမပြင်မဲနဲ့ဒီမိုကရေစီတကယ်လိုလားတယ်လို့ပြောလို့မရပါဘူးဘာလို့ဆိုဖွဲ့စည်းပုံအခြေခံဥပဒေကအခြေခံအားဖြင့်ကိုဒီမိုကရေစီမှမကြတာဟုတ်ကဲ့အဲ့တော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုအမအရင်ဆုံးဦးစားပေးအနေနဲ့ဘယ်အချက်တွေပြင်ကောင်းမလဲခင်ဗျပြင်ရမယ့်အချက်တွေကတော့အများကြီးပါပဲဒါပေမဲ့OBA ကြည့်တဲ့ဟာတွေနဲ့နောက်မှလိုက်လာနိုင်တဲ့ဟာတွေအဲ့ဒါတွေရှိတာပေါ့အဲ့တော့ဒီလိုလုပ်တယ်ဆိုတာဟာညှိနှိုင်းပြီးတော့တိုင်ပင်ပြီးတော့လုပ်ရမှာပါငါတယောက်ချင်းဒီဟာပြီးရင်ဒီဟာပြင်မယ်လို့ပြောလို့မရပါဘူးငါတို့အဖွဲ့ချုပ်တစ်ခုတည်းတောင်မှအဲ့လိုပြောလို့ရှိလို့ရှိရင်အဆင်ပြေမှာမဟုတ်ပါဘူးလွှတ်တော်ထဲမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ညှိနှိုင်းတိုင်ပင်ပြီးမှဘာတွေကိုဦးစားပေးမလဲဆိုတာကိုဆုံးဖြတ်မှာပါဒီမိုကရေစီနည်းဆိုတာဒီလိုပါပဲကိုယ့်အဖွဲ့အစည်းတစ်ခုတည်းကစိတ်ဓာတ်နဲ့ကိုယ်ဖွဲ့စည်းတစ်ခုရဲ့ဆန္ဒနဲ့လုပ်တယ်ဆိုတာလေဒါဒီမိုကရေစီနည်းနဲ့ဆိုလို့ရှိရင်တိတ်ပြီးတော့မကိုက်ဘူးပေါ့နော်အဲ့တော့ဒီမိုကရေစီနည်းဆိုတာဟာအပေးယူရတော့လုပ်ရတာပဲတခြားလူတွေနဲ့ညှိနှိုင်းရတယ်တိုင်ပင်ရတယ်ဘယ်ဟာကိုအရင်လုပ်မလဲဆိုတာကိုပထမသဘောတူရမှာပေါ့နောက်ပြီးမှတစ်ဆင့်စီသွားမှာပေါ့ဟုတ်ကဲ့ခင်ဗျာအဲ့တော့ခြုံပြီးပြောမယ်ဆိုရင်အခုမစ္စတာအိုဘားမားမြန်မာပြည်လာတဲ့ခီးစဉ်ဟာကျွန်တော်တို့မြန်မာပြည်ပဲဘယ်လိုအကြီးကျူးတွေရှိတယ်လို့များအမှပြောနိုင်မလဲခင်ဗျာငါတို့ဗမာပြည်သူပြည်သားတွေတော်တော်များများတော့သဘောကျပါလေလာတာကိုလေဝင်းတာပါတယ်သမရအနေနဲ့လည်းဒီမှာနေသွားတဲ့ဒီ6နာရီလောက်ကာလကိုသူတော်တော်ကျေနပ်ပုံတော့ရှိပါတယ်အဲ့တော့ဘာပဲပြောပြောငါတို့မျှော်လင့်ချက်ကတော့တနိုင်ငံနဲ့တနိုင်ငံလို့ပြောတဲ့နေရာမှာပြည်သူလူထုကိုအခြေခံတဲ့နိုင်ငံနှစ်နိုင်ငံကြားထဲမှာပို့ပြီးတော့နားလည်မှုတွေတိုးတက်လာမယ်ခင်မင်းမှုတွေတိုးတက်လာမယ်လို့ဒီလိုပဲမျှော်လင့်ပါတယ်အိန္ဒိယနိုင်ငံခရီးစဉ်အကြောင်းလည်းပြောပါဦးမချောချောမောမောပဲလားခင်ဗျာโอเคချောချောမောမောပါပဲအိန္ဒိယနိုင်ငံသူနိုင်ငံသားတွေကအင်တာမနွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်အစိုးရကောတာမန်ပြည်သူတွေကရောစိတ်ကြည်နူးပဲဖြစ်ပါတယ်အမအိန္ဒိယနိုင်ငံရောက်စဉ်မှာအိန္ဒိယနိုင်ငံကရပ်တည်ချက်ပြောင်းလဲသွားခဲ့တာနဲ့ပတ်သက်လို့စိတ်မကောင်းဘူးလို့ပြောခဲ့တာကျွန်တော်ကြားလိုက်တယ်ခင်ဗျာအခုသူတို့ရပ်တည်ချက်ကအခုကောင်းတဲ့ဘက်ကိုပြောင်းနေပြီလို့ပြောနိုင်မလားခင်ဗျာကျမတို့အိန္ဒိယနိုင်ငံကိုဒီလိုမိတ်ဆွေနိုင်ငံဖြစ်နေပဲဒီလိုပဲစိတ်ထဲမှာထားပါတယ်ဒီအစိုးရဆိုတာဟာပေါ့နော်သူ့ရဲ့အကြောင်းကြောင့်နေကြောင်းမလို့တခါတလေရွေးတဲ့လမ်းကြောင်းဟာတခြားနိုင်ငံရဲ့ပြည်သူပြည်သားတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီခြင်းမှကိုက်ညီမှာဒါပေမဲ့ဒါအစိုးရများရဲ့လုံနည်းလုံဟန်တွေကဒီလိုပါပဲအဲ့ဒီဟာတွေကိုလည်းသိစိတ်ပြတ်တယ်သိပြီးတော့တခါတည်းကြေကွဲတယ်လို့မရှိပါဘူးဝင်နေတယ်ဆိုတော့မိတ်ဆွေနိုင်ငံတစ်ခုကနေပြီးတော့ကိုမျှော်မှန်းတဲ့လောက်အခက်အခဲတွေရှိနေတဲ့အချိန်မှာမပံ့ပိုးနိုင်တဲ့ဟာတော့အတိုင်းတာတစ်ခုထိဝင်နေတာပေါ့သိလည်းမဟုတ်ပါဘူးမှာဒါကြီးလည်းရိုးနေပါပြီဟုတ်ကဲ့ခင်ဗျသိပ္ပံပညာနဲ့ IT နည်းပညာကိစ္စတွေလေ့လာမယ်လို့မတွားခင်ပြောဘူးတာရှိတယ်လေ့လာခွင့်သိကျင်တာတွေရောသိကြရလားခင်ဗျအချိန်တော့သိမပေးနိုင်ဘူးဒါပေမဲ့တော့ရှိတဲ့အချိန်လေးမှာတော့ပေါ့နော်သူတို့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ဟာလေးလည်းလေ့လာခဲ့တယ်တော်တော်လေးသူကောင်းပါတယ်လုပ်ပုံကိုင်မှုရတော်တော်လေးအားရစရာကောင်းပါတယ်နောက်ပြီးတော့မရနိုင်ငံအတွက်လည်းပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်ကျေးဇူးတင်မယ်လို့ထင်ပါတယ်နောက်ပြီးတော့ Indian Institute of Science လည်းရောက်ခဲ့ပါတယ်အဲ့ဒီဟာလည်းတော်တော်ကိုအားကြစရာကောင်းတယ်ဟိုငါတို့သိပ္ပံကျောင်းသူကျောင်းသားတွေတက္ကသိုလ်ကျောင်းသူကျောင်းသားတွေဒီလိုနေရာမျိုးမှာပညာရှိဘူးလို့ရလို့ရှိရင်ဘယ်လောက်ကောင်းမလဲလို့လည်းစဉ်းစားမိတယ်နောက်အဲ့ဒီ IT နည်းပညာသင်တဲ့ emphasis ကိုလည်းရောက်ခဲ့ပါတယ်တော်တော်တိုးတက်နေတာပဲဒါအင်တာအားကြစရာပေါ့နော်ကိုယ်နိုင်ငံမှာလည်းဒီလိုဖြစ်ရမယ်ဆိုပြီးတော့စိတ်ထဲမှာဖြစ်ပေါ်လာတာဗမာတပီလုံးရဲ့တက္ကသိုလ်ပညာရေးနဲ့ပတ်သက်ပြီးမှဘာတွေများရှေ့ဆက်မျှော်မှန်းပါသလဲခင်ဗျဟိုတက္ကသိုလ်ပညာရေးဥပဒေကတော့လွတ်တော်ကနေပြီးတော့စပြီးတော့ကြည့်နေပါပြီဒီဟာပြန်ပြီးတော့ဆွဲရမယ်လေအရင်ဇူလိုင်တုန်းကတင်သွင်းခဲ့တဲ့ပညာရေးနဲ့ပတ်သက်တဲ့ဥပဒေမူကြမ်းကတိတ်ကျနောက်ဖွယ်မရှိတော့ဒါကိုပြန်ပြီးတော့လုပ်ရပါလိမ့်မယ်နောက်ပြီးတော့ဒီချိန်ထဲမှာရန်ကုန်တက္ကသိုလ်ပြန်လဲရှင်းတန်ရေးအတွက်ကော်မတီတစ်ခုဖွဲ့ရေးအတွက်လည်းလွတ်တော်ကနေပြီးတော့ပဲအစိုးရကိုတိုက်တွန်းပြီးတော့ဥဆောင်နိုင်တဲ့ဘက်ကဥဆောင်ပြီးတော့လုပ်သွားမှာပါပဲဟုတ်ကဲ့ခင်ဗျအခုဥရောပနဲ့အမေရိကတိုက်လည်းရောက်ပြီဗျာအထိုင်းနဲ့အိန္ဒိယလည်းရောက်ခဲ့ပြီဆိုတော့အဲ့ဒီနိုင်ငံတွေမှာရောက်ရှိနေတဲ့မြန်မာတွေနဲ့ပတ်သက်ပြီးခြုံငုံပြီးတခုခုမှတ်ချက်ပေးနိုင်မလားခင်ဗျပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ထိုင်းနိုင်ငံကဗမာအများစုကတော့ဒုက္ခသည်တွေနဲ့ရွှေ့ပြောင်းအလုပ်သမားတွေဆိုတော့တခြားဥရောပနိုင်ငံနဲ့အမေရိကန်နိုင်ငံနဲ့မတူပါဘူးအိန္ဒိယနိုင်ငံနဲ့တော့အတိုင်းအတာတစ်ခုနဲ့တူတာရှိတယ်နော်ဒါပေမဲ့အိန္ဒိယမှာကျတော့ရွှေ့ပြောင်းသမားတွေရဲ့လို့မရှိဘူးဒုက္ခသည်တွေသာရှိတယ်လေအဲ့တော့တနိုင်ငံနဲ့တနိုင်ငံအခြေအနေတော့မတူပါဘူးဒါပေမဲ့ဟိုငါတို့ပြည်သူပြည်သားတွေကိုအမြဲပဲတိုက်တွန်းလာတော့ညီညွတ်ရှိကြဖို့ပေါ့နော်နောက်ပြီးမတူကွဲပြားတဲ့ဟာတွေအပေါ်မှာအခြေခံပြီးတော့ညီညွတ်မှုယူပြီးတော့တယောက်နဲ့တယောက်နားလည်မှုယူကြဖို့ပြည်တော်စုစိတ်ဓာတ်ဆိုတာကိုတည်ဆောက်ဖို့ဒါကိုပဲအမြဲပဲအားပေးပါတယ်ဟုတ်ကဲ့ခင်ဗျအမပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အတွင်းဒီဝန်ကြီးဌာန15ခုကနိုင်ငံတော်ဘဏ္ဍာငွေကျပ်ငွေသန်းပေါင်း98,000ကျော်နဲ့ဒေါ်လာ2,300,000ကျော်အလွဲသုံးစားပြုခဲ့တဲ့ကိစ္စအခုလက်ရှိတိုင်တွယ်ဖြည့်ရှင်းနေပုံတွေကိုအမဘယ်လိုမြင်ပါသလဲခင်ဗျာအဲ့ဒီအရာတွေလုပ်တဲ့အချိန်မှာကလည်းမရှိဘူးဖြစ်နေတယ်အဲ့ဒါလွတ်သွားတာပေါ့နော်ဒါမှမဟုတ်လွတ်တော်ရဲမှာတကယ်တော့တစ်ချိန်လုံးရှိတယ်မှာလေဒီနေရူ Memorial Lecture နဲ့ပတ်သက်လို့ဂျဝါဟာနေရူရဲ့မွေးနေ့ကလည်း14ရက်နေ့ November ဆိုတော့အဲ့ဒီနေ့ရောက်အောင်သွားလိုက်ရလို့အဲ့ဒီလိုအရေးကြီးတဲ့ကိစ္စတွေကိုဆွေးနွေးတဲ့အခါမှာတကယ်တော့အမြင်မှာတော့လွတ်တော်ကိုယ်စားလှယ်တွေကအားလုံးစုံစုံညီညီရှိတယ်မှာလေအဲ့နောက်ပိုင်းခီးသွားတာတွေဘာတွေကိုလဲတတ်နိုင်သမျှလွတ်တော်ရဲ့အချိန်နဲ့ညှိပြီးတော့လုပ်မှာပဲဖြစ်မယ်လို့အဲ့လိုတော့စဉ်းစားမိတယ်ဒီလိုဝင်ကြီးဌာနတွေကငွေတွေဘာတွေအလွဲသုံးစားလုပ်တာကိုလွတ်တော်ကနေပြီးတော့ကြီးကြပ်တယ်စောင့်ကြည့်တယ်ဘာတွေဆိုတာလုတ်တင်လုတ်ထိုက်တဲ့ကိစ္စပါပဲထိတိကျကျအရေးယူဖို့ခင်ဗျအမအမြင်ဘယ်လိုရှိလဲနောက်ဆုံးကျတော့အရေးယူဖို့ဆိုတာစကားနဲ့ပဲမဖြစ်ဘူးလေဥပဒေနဲ့စည်းကမ်းနဲ့လုပ်အောင်မှာပေါ့မိုင်အခုကုလသမဂ္ဂရဲ့ UNAIDS အဖွဲ့နိုင်ငံတကာဂုဏ်ထူးဆောင်တန်တမန်အဖြစ်အမကိုခန့်အပ်တယ်ကြားရတာအင်တာဂုဏ်ယူပါတယ်ခင်ဗျအမဘာတွေများလုပ်မလဲခင်ဗျHIV AIDS နဲ့ပတ်သက်လို့ခွဲခြားဆက်ဆံမှုပျောက်ကင်းရေးအတွက်ပေါ့နော်အထူးတန်တမန်အနေနဲ့အခါလိုက်တာပါအဲ့တော့ဒီလိုခွဲခြားဆက်ဆံမှုတွေပျောက်ကင်းအောင်လို့အနေနဲ့တတ်နိုင်မှလုပ်အောင်မှာပေါ့ပြောတာဆိုတာလူတွေနဲ့တွေ့ဆုံရင်တွေ့တာပညာပေးတာဆော်ဩတာဒီလိုဟာမျိုးတွေပေါ့ဒီ HIV AIDS ရထားတဲ့လူတွေကိုပေါ့နော်ခွဲခြားဆက်ဆံမှုမလုပ်ဖို့ဒါဟာယောဂတစ်ခုပဲယောဂတစ်ခုလိုပဲစဉ်းစားရမယ်ယောဂဆိုတာအမျိုးမျိုးရှိတာပဲယောဂလုံးဝကျင်းတဲ့လူဆိုတာဘယ်လိုရှိလို့လဲအဲ့တော့ဒီလိုခွဲခြားဆက်ဆံခြင်းအပြင်ခွဲခြားဆက်ဆံခံရတဲ့လူတွေတင်ထိတာမဟုတ်ဘူးလူအတိုင်းဝိုင်းကိုပါထိပါလေဒီလိုခွဲခြားဆက်ဆံခြင်းနဲ့စိတ်ဓာတ်တွေမိုင်ကျေးဇူးအများကြီးတင်တယ်အမအချိန်ကျွန်တော်ပေးတာကျမအောင်နေနော်ဟုတ်ကဲ့အမလည်းကြည့်ဆိုင်ပါခင်ဗျာဟုတ်ကဲ့